တနခါနဲ့ပန်းသီးနဲ့စားရင်တိမ်နိုင်လားဗျဆိုတော့အားလုံးပဲစောင့်နေကြတာကြာပြီထင်တယ်ဗျဒီနေ့မှာကျွန်တော်လက်ထဲမှာတနခါနဲ့ပန်းသီးနဲ့ရလာဖြစ်ပါတယ်ကျွန်တော်ဒီနှစ်ခုစားပြီးတော့တိမ်မတိဆန်းတော့မှာဖြစ်ပါတယ်ဗျဟုတ်ပြီဗျအရင်ဆုံးကျွန်တော်တနခါကိုတွေးရမယ်ပေါ့နော်တနခါကိုတွေးကိုကျွန်တော်ကြောက်ပြကြီးမရှိလို့ဒီမှာကျွန်တော်တကယ်ချင်းညီစိတ်စီရတယ်ပြီးတော့ကြောက်ပြတက်လေးယူလာရပေါ့နော်ဆိုတော့ဒါလေးကိုတွေးရအောင်ဗျဒီကတနခါ natural တနခါစစ်စစ်ပေါ့နော် warning ပေးချင်ပါတယ်ရွှေပြည်နန်းတနခါပေါ့နော်ဘူးနဲ့ဟာတွေလုံးဝမစားပါနဲ့အဲ့ဒါတခုလေးစားရင်ကိုတိမ်နိုင်ပါတယ်တိမ်ဖို့ chance များပါတယ်ဆိုတော့ natural တနခါပဲစားပါဗျဒါကတော့မြန်မာနိုင်ငံမှာဆိုရင်လည်း safe ဝင်နေဆိုပြီးတော့ဒါကတော့လူတိုင်းစားနေကြပါတော့ဆိုတော့ဒါလေးတွေးလိုက်မယ်ဗျ Okay ဆိုတော့ကျွန်တော်ခုနတနခါတွေးနေအဆင်ပြေလို့ပေါ့နော်ဒီမှာဗလားတွေဘဲယူကျွန်တော်ခေါ်လိုက်ဗျတနခါတွေးပြီးဖို့မင်းဟာရေတက်တက်ကြီးရောက်မင်းဟာရော့ရေးလို့တယ်လေဒီခုနရင်းနဲ့ရေးဆိုအခုကပြန်ချောက်သွားတာရော့မင်းနဲ့ထိပြီးတော့ချောက်တာမင်းနဲ့စကွင်းပေါ်မှာတွေးပြရစကွင်းပေါ်မှာမယုံပါဆိုမရအောင်โอเคကြီးကဟိုလိုလေးစမ်းပါရမှာခန့်တော့ဒါတနခါညစ်ပတ်လိမ့်မယ်မင်းရတယ်ညစ်ပတ်ရုံမရှိဘူးကြောက်ပြင်ပေါ်တင်ပြီးတော့တွေးရမင်းလက်ဆေးထားလားဆေးထားOkay ရှင်းလားရမနောက်နဲ့စကွင်းပေါ်တွေးရပြတွေးပြီတွေးနေလောက်ထားစီးကြည့်ပါဆိုလို့ခက်တော့ခက်တယ်နော်ညကြီးဖို့ပေါ့ကြီးဖို့လို့ထပ်ပြတ်နေဦးမယ်ကြီးဖို့ရေးလို့ပြတ်တော့အောင်ဟဲ့တနခါစားထွက်နေဟုတ်လားဟေးကျေဆိုပန်းသီးပေါ့နော်ဒီမှာပန်းသီး natural organic စစ်တနခါစားပြီးတေချာမမြင်ရသေးဘူးဒါပေမဲ့ဟွာဖြစ်လို့ရှည်လေးထက်လောင်းအောင်လောင်းလိုက်မယ်6တော့ညမ်းဟုတ်လားအဲ့ဒါခက်ခဲနေရင်းတော့ရိုက်တာရအောက်လို့ကြာဝါစားမှလားမသိတော့ရရိုက်တာကျွန်တော်တူပြစားမယ်စားစမ်းကျောင်းတနခါရောနည်းနည်းလေးရထွက်ပြီးဟုတ်ညီမလေးလုပ်ပါလားမမလေးလုပ်ညောင်းလေးချက်လုပ်လာဒီမှာနည်းနည်းလေးကပေသွားတယ်ဒါနည်းလုံးနဲ့ရက်လာတော့ခါရဟာတနခါဆိုအမြင်ဘာလို့မြင်ရလဲဟာတော့လားတရားပြတိုးလိုက်တနခါနဲ့တိုးလိုက်စားတေချာတော့နေကြောက်ပြန်တရားတိုးလိုက်လုံးဝကျင်းသားတိုက်နေအောင်ကာရာပုကြည့်တိဟောင်းပါတာဖူးရှိပြီချမ်းဘီမင်းတန်တော့တရားကြားအောင်မဟုတ်ဘူးငါမိုက်ကစီပဲကြားဟောချမ်းဘီဟုတ်တယ်ထွက်သူဟာမရသေးဘူးနည်းလေးမသိဘူးဆုံးနေဒါကြီးကရက်ပလိုက်ကောင်းလားပဲရက်ပါကြောက်ပြားကြီးကရက်ပလိုက်ကြောက်ပြားကြီးကရက်ရမယ်ဆို natural ကြောက်ပြားရီစင်တော့သေးပေါက်တယ်ရလိုက်ပြောင်းသွားတယ် Good boy မနှောင်းနေရေထက်လို့မယ်ဟာနည်းသေးတယ်ဆိုင်နေရထားရောရောဘလို့ sorry ဟောင်းကိုပေါ်ကြီးဒီမှာဆန်းငါတင်ဘာမှမဖြစ်မှန်းမထင်ဘူးအဲ့ရှော့ပေါက်တက်ဘာမှမဖြစ်ဘူးဘာမှဖြစ်လောက်ပြီးမှတီးရမှာပေါ့ပြီးမှတီးရပန်းဒီအစိတ်လေစားပြန်ပန်းဒီအစိတ်တော့ပါပါစေပြီးမှစိတ်ပါမစားပြီးစားရရမှာငါကြည့်အောင်စားကြည့်ပန်းဒီတနခါမကြည့်နဲ့no no ဒီတိုင်းမကြိုက်ပါဒီကတည်းကရိုက်လားနေထွက်တယ်ဟိုထက်တွန်းနေရဒီမှာတနခါရှိဟုတ်ချရနည်းနည်းပေါ်လာမှဒီပေါ်ရလားကဲမပေါ်ရမယ်ပေါ်နေမယ်အပြင်မှာမြင်ရတခြားတခါစခဏပန်းဒီစီရောကင်ဟုတ်တယ် Oh my god ပန်းဒီစီတွေ့လားတလုံးလေးတယ်ကွာတလုံးလေးတယ်စိုက်ပလိုက်လေဟာမင်းမလုပ်ပါနဲ့ကွာပန်းဒီမလုပ်ပါနဲ့နောက်ထပ်မျိုးစိမလုပ်ပါနဲ့မြင်ရလားမျိုးစိလေးတွေမလုပ်ပါနဲ့ကတ်ထိုင်ဟာနောက်ထပ်မျိုးစိဒီကောင်ဗဇက်ထဲမှာပြီးသွားမနာဘူးရလာပြီဒီမှာရလောက်ပြီဒါလောက်ပါရက်လိုက်မလားရက်လိုက်တော့ဒီမှာရက်ဆရာချင်းလေးရိုက်ပြောင်းရက်လိုက်ဒါရွက်ရက်ပလိုက်
တော့တနခါဒီနားရအဲ့လုံးဝပို့ပြီးသိတာအမေအဲ့နာစိုးနေဒီမှာ ဆိုနေ တနခါရောရက်ပြနေဟုတ်တယ်ဗျာ နှိတ်ခါရ တော်တော်အရက်ကောင်းတာ ငန်နေတဲ့တနခါ အဲ့လေငါလည်းဟုတ်ပါတော့အတခါရောကိုက်နေဟုတ်ဘူးထိလို့မရတော့ထိလို့မရသိလို့မရတော့ဘူး မြင်နေမလားရှိရမလား မြတ်မြတ်အဲ့တော့ယုံမရဘူး ဟုတ်ပါညကြတော့ မရဘူး ကြည့်ရဗောဘာဖြစ်မလဲ ကျွန်တော်တို့မနေ့ပြန် MV တနခါကြီးဖြစ်သွားမလား ဒါပြန်တနခါပြသွားမလားဗျ တနခါစာ တနခါတစားဟူ တနခါVN ဆိုတော့သူပဲဆိုပြီး ဟာကုန်ပြီ မနေ့ပြန်နိုးလာသူဟာဘိုက်ဂရင်းပေါ်မှာတနခါပြင်ပြောင်းနေ Oh shit ဆိုပြီး အဖေတလုံးဝပါကွာအများကြီးစားပြချင်တာစိတ်ညစ်မတင်မဆိုးရနေကျွန်တော်ဒါကတည်းကဘာမှဖြစ်ပါဘူးနော်ကျွန်တော် research တွေကလုပ်ပြီးတော့စားဖြစ်ပါတယ်စိတ်ကူရပါနဲ့ဗီဒီယိုတင်လိုက်ရကြတဲ့ကျွန်တော်ကျန်းကျန်းမာမာနဲ့တက်ရှင်နေပြပါတယ်ဘာမျိုး အဲ့ရ ဟုတ်အကုန်တခြားမျိုးရှော့ပြတယ် ဟုတ်အာတနခါနဲ့လည်းစာတီးအောင်တနခါကဘာကြီးပါလဲဆိုပြောပြအောင်ချီးပန်းနိုင်ပါဖြစ်တယ်ညော ဟိုတနခါတီးတဲ့စားလဲဘာမှဖြစ်ဘူးတနခါနဲ့ပန်းသီးနဲ့ဓာတ်မတည့်ရဆိုပြီးတော့လုံးဝမရှိဘူးသူများပြောကြတယ်ပန်းသီးအစီလဲစားလို့မကောင်းပါရင်ဘာပန်းသီးအစီကိုကပန်းသီးအစီ150လို့200လို့စားမှအန်ရရှိတာပန်းသီးအစီနည်းနည်းလေးက10စီလောက်စားလို့ဘာမှဖြစ်ဘူးဘာမှဖြစ်မှာဘူး cyanide poisoning ပါရင်ရန်နေလို့နဲ့တနခါလဲ toxic chemical ဘာသိပါဘူး နောက်နေ့သူ့ဂျုံစားခိုင်း ဂျုံနေတော့ဂျုံမတည့်ဘူး အဲ့လောက်ဆိုဟန်နေနော်အဲ့လောက်မတက်ရနဲ့စားကြည့်တက်ရနဲ့စားသူတခြားလူတွေနဲ့သူဟိုဝိုင်းနဲ့တက်ထားတာလူမလူဟောလေပြီးသွားပြီwhat the fuck တော့တော့ဘာမှခံစားရအောင်ဘာချက်ခံစားရမဖြစ်ဘူးတနခါရတော့တိတ်တော့မကောင်းဘူးပဲပန်းသီးရတာဆိုစင်ပြပါ သူကတနခါကြိုက်တယ်ရှင်ငါတနခါကြိုက်တကယ်မယုံရရှိရဆိုတာ အေးတနခါရတာတော့ဘယ်မှကြိုက်မတယ်ဟုတ်သားဒီလိုပဲရေးလို့နေတယ်မှာဗျနောက်ထပ်ရောဘာတွေစားရမလဲကောင်းမှရေးတော့ပါဦးခါဘယ်လိုရှောက်မလဲအဲ့ဒါမနောက်နဲ့ မဟုတ်လေ subscribe လုပ်တဲ့နေရာအဲ့ဒါလေးပေါ်တာတော်လို့ဆိုပြီးအဲ့ဒါဟုတ်ကဲ့ ပုံမျိုးရှာလိုက်ပါနော်ကျေးဇူးပါဘိုင်ဘိုင်